ဒါလေးကနဂါးဖျားလို့တော့ပြောတယ်ဒါဆိုဒီလိုမျိုးနဂါးရုပ်တွေနဲ့ပဲတောက်လျှောက်ဒီဂူကြီးတစ်ခုလုံးမှာနဂါးတွေနဲ့ပဲशरणं गच्छामि နဂါးဖျားရဲ့ဘေးမှာရှိတဲ့ဈေးဆိုင်လေးတွေကိုကျမတို့ရှောက်တာမှာတော့2 နာရီလောက်ထင်တယ်2 နာရီလောက်မောင်းရတယ်ဒီမှာဆိုလို့ရှိရင်ဒေတာအတွက်တီးနှံလေးတွေပေါ့အဒီချုပ်ဆိုင်တွေကဖွင့်တော့မဖွင့်သေးဘူးအနေဆော်ပါအဲ့လိုကြောင့်မလို့ထက်ဟိုမှာဟမ်ချုပ်ဆိုင်နေဒါပါလေလည်းမသိအော်ငါးလေး20နေတယ်ငပိအဲ့ဒါအော်ဒီမှာပစုံနေလားဟုတ်လားမဟုတ်အော်မလေးစားကြစရာနော်အော်ဒီမှာဟိုကဘယ်လိုချောင်းကြော်ရီလေသမီးဟိုဘက်ကရိုက်လိုက်တင်ကဟိုဘက်မှာဖြစ်နေအလင်းကအဲ့ဘက်ဖြစ်နေလာဒီဘက်လို့လားရေးပါမျိုးတွေတွေ့တယ်ရိုက်ချင်လို့ရရေးပါနော်မြန်မာလေမြန်မာလူမျိုးဆက်ဟုတ်ကဲ့ဒါတော့ဟောရအစုံမပါလဲဟင်းဒီဟရွက်တယ်အစုံကြည့်ကြလားအော်ဘောက်သေးတယ်လေဒါဟုတ်တယ်ပါဟိုနေ့ကပြောနေဒါသေးဟုတ်တယ်ဟိုကဝက်မြေဥတွေဝက်မြေစာဥမြေစာဥတွေပြန်ထွက်လာပါစားဟုတ်ပဲဟုတ်တော့ပါပေးလားကျွန်တော်ပေးတာတော့မင်းအေးသူတို့နေအောင်ဒီမနေအောင်မိမန hello မတာပါဘတာဒီမှာပြရတယ်ဒီနေရာမှာတဲ့ဒီအပေါ်လားမသိရခိုင်းတာဒီမှာရပြီအဲ့ညရ very good very good အော်လူတွေကဟိုကလွယ်လို့ဒီဘင်းနန်းတော်လွယ်လို့ကျင်းနေရတာအဘင်းကဟိုမြဖျားလို့မနေ့ကပြီးတော့မာရကြာတော့မာရနေနဲ့ကြာခေါ်ပေါ်တယ်ก่อนนะจ๊ะไปนะจ๊ะแต่ดูป้ายนะคะพี่ดูป้ายนะคะ အားပေးလိုက်ပါအောင်ပါအားပေးလိုက်ပါအောင်ဟိုYeah. Yes, okay. Come on, baby. Well, okay. Okay, yeah, Dalia. Wow, banyak ya, Pak. Apa macam ya? Ayo deh le. Tuan mana lebih mana? Di mana pernah cuci apa bapa? No le, tu mana cuci? Di mana cuci apa? Pernah cuci apa? Trong nó quăng quay đây là chạy. အော်ဒါလေးကနဂါးဖျားလို့တော့ပြောတယ်အဓိကကတော့ကျွန်မထင်တာဒီတဲကတော့ဗုဒ္ဓဘာသာဖျားတွေပဲအဓိကဒီဖျားကိုသူတို့ကိုးကွယ်တာကတော့နတ်ဖျားလိုမျိုးနဂါးဖျားဖြစ်နေကိုးကွယ်တာဘယ်လိုပဲဖြစ်ဖြစ်ကျွန်မကတော့ထေရဝါဒဗုဒ္ဓဘာသာစစ်ဆိုတော့ဖျားကိုပဲတရဏဂုံသုံးပါးကိုပဲအောင်းမေ့ပြီးမှပန်းကပ်မှာပါဘယ်ပန်းကပ်ရအောင်ဟောဟောတော့ကပ်ဟုတ်ကဲ့ဟုတ်အော်ဒါလေး
Oh, for your because it's one set, that one. The blue leaf, and then put the but you know, you have to keep it. ခေါင်းနေလဲရောင်းငါရနော်ဟိုအေးလေထွေးမိတော့ခါဒီအခေါင်းနေကတော့ရောင်းတာလားမသိနော်အခေါင်းနေလဲအော်ဟုတ်လား ခေါင်းနေထင်တယ်နော် အော်ဟုတ်တယ်အခေါင်းနေလေနော် ဘုံကြီးခေါင်းနေ ဟုတ်တယ်တက်ဟာလည်းထူးခြားမှုတစ်ခုပေါ့ဒီမှာကတော့လေလူတိုင်းကိုသူတို့က tourist attraction နိုင်ငံဆိုတော့လူတိုင်းကိုဖဏတ်ပေးစီးတယ်ဖရားထဲမှာလဲဒါပေမဲ့တကယ်ဖရားကြောရမယ့်အချိန်ကြရင်တော့ချွတ်ပြီးမှကော်စောပေါ်မှာတက်ပြီးတော့ဖရားကြောရတယ်သူများတွေစီးတော့ကျွန်တော်တို့လည်းစီးရတယ်ဒါပေမဲ့ကိုယ်တိုင်းပြည်မှာကြာဖရားပရဝုံတင်းမှာတောင်မှဖဏတ်မစီးရအောင်ဆိုတော့နေရတာတော့ဟိုငရဲကြီးမလားပါလားဆိုတဲ့စိတ်မျိုးလေးဖြစ် เจ้าอาวาสนะฮะท่านพระคุณได้ที่สิไม่ได้ที่สิคนที่ต่อ ဒါရတော့ကျွန်မထင်တာသူတို့အဆိုရထွက်ရပေါက်ပုတ်ကိုဆိုတာမျိုးဖြစ်မှာပေါ့ ท่านไหนพลาดถือว่าพลาดโอกาส ကျွန်တော်တို့ဘုရားဘာသာလို့ဆိုတော့ จะมีที่นี่ที่เดียวนะครับวัด မသိဟိုပါပေါ့ယဟန္တာပုဂ္ဂိုလ်မျိုးညာလားမသိ พวกมือนะเขาได้ทุกคนนะค ဟော รับ ပေါ့ထွက်ရပေါက်တာနဲ့ဝိပဿနာအားထုတ်လို့ယဟန္တာဖြစ်တာနဲ့ကတော့ line ကတစ် line စီဖြစ်တယ်လေအဲ့တော့သူတို့အခေါ်ပေါ်ရထွက်ရပေါက်ပုဂ္ဂိုလ်ပေါ့နော်ဘာပဲပြောပြောဟိုတမထအားဖြင့်လဲတမထအားကောင်းတဲ့ဆရာတော်ဘုရားကြီးတွေလို့ဟိုကြည်ညိုလို့ရပါတယ် 那个带。 ။အော်ဒါနဂါးတိုက်တယ်ရှင်။ဒါနဂါးတိုက်။နဂါးတွေဟုတ်တယ်နော်။ဟိုပေါ်ရှင်ဒါကတော့တမထဘက်သွားတယ်ထေရဝါဒမဟုတ်ဘူးပေါ့နော်ဒါကတော့ဘဝပေါင်းများစွာမှာရှိတဲ့ဘဝအဆက်ဆက်ကတော်ဆက်ဖူးတဲ့အမျိုးတွေရဲ့လို့သူတို့ကတော့ပြောကြတာပေါ့နော်ဒါကျွန်တော်တို့အဲ့ဒါတွေသိမသိဘူးမဟာယနာဘက်များຫນွယ်လားမသိဘူးเนาะကျွန်မကတော့ထေရဝါဒကိုပဲသိချသိပါတယ်ကျန်တာတော့ကျွန်မမသိဘူးဒါပေမဲ့သူတို့ရဲ့ယဉ်ကျေးမှုအရကိုယ်ွယ်ကြတယ်ဆိုရင်ကိုယ်လည်းလူချင်းချစ်ခင်တဲ့ခင်မင်မှုနဲ့နှုတ်ဆက်တယ်လို့မျိုးအယုအသေးပေးလို့ရပါတယ်မြင်သမျှဗုဒ္ဓရုပ်ပွားတော်တွေကိုတော့ကျွန်မတရဏဂုံစောက်တည်ပြီးတော့ပဲဥခိုက်တာပါပြီးပဲချွတ်ချင် ကိုယ်စိတ် ဒါဆိုဒီလိုမျိုးငကားရုပ်တွေနဲ့ပဲတောက်လျှောက်ဒီဂူကြီးတစ်ခုလုံးမှာငကားတွေနဲ့ပဲဟိုဖြစ်ဟို decoration လုပ်ထားတာပေါ့နော်ငကားတွေမြတ်တာပို့လို့တော့ရတာပေါ့တတ္တဝါချင်းချင်းမြတ်တာပို့တဲ့သဘောမြတ်တာထားတဲ့သဘောပါပဲငကားတွေခွေးလိုက်အော်ဒီထဲမှာငကားတွေအများကြီးဘောပါငကားတိုက်တော့မှဘုရားကိုတော့ခေါ်တော့လိုက်မယ်လေခုနသွားပြီနေရအော်ဟုတ်ပြီဒီမှာသူ့ရဲ့မြားဟုတ်ပြီသဘောပေါက်ပြီအေးနော်ဘလို့မရောက်နိုင်နဲ့ရအော်ဘလို့မရောက်နိုင်ဘလို့မရောက်နိုင်နဲ့ 对不对？ ဟုတ်တယ်ကိုတည်ကျေးဇူးတင်ပါတယ်ထူးခြားလိုက်တာနော်တော်တော်လောက်တာ 多多在呀， ဟုတ်တယ် 对不对？你还一拼命不做到，多多这个开。 ဟုတ်တယ်နော်ဟုတ်တယ် 累的嘛，你看估计的嘛，是吧？爱好混嘛。 နော်အေးပေါ့ဟောဒီဘက်မှာလည်း S ရှိတယ် S လားဟုတ်ပါ အဲ့ဒီဒီဘက်ကိုနေအောင်ဘုရားပဲဘုရားဖះပဲဟုတ်တယ်မှာဒီဘက်သူကဒီမှာတော့မှန်တယ်လို့ထိုးတာညာဒီနားလေးကလိုက်တင်ကောင်းတယ်
အားလုံးကတော့ဒါကနဂတိုက်လို့ပြောပါတယ်နဂါးတွေနဲ့ပဲအဂူကြီးတစ်ခုလုံးကိုစီမံထားတဲ့နဂတိုက်လို့ပြောပါတယ်မြတ်တာပို့ပါတယ်ရှင်နဂါးများအားလုံးလည်းကျမ်းမာချမ်းသာကြပါစေကျမဖျားပရဝုံလိုမျိုးပဲနှက်စီရတာအားနာနေလူတိုင်းစီးကြအော်အဲ့ဆိုမလာကျင်ကြတော့လက်စော်ဖျားပဲပေါ့ကတော့အော်ဒီမှာရှင်ဥပကုတ်လည်းရှိတာပဲသူ့မြားတိုင်းလေးပေါ့အဲ့တော့ပြောတာအဲ့ဒီကောင်းလေးကပြန်လို့ပါ လောက်ထားပြီးတော့ခုဆိုတော့ ไปกับพ่อปู่แม่นะคะมาด้วยกันถวายด้วยกันได้นะคะเชิญเลยนะคะ အော် ဒီလေးရတာအဆူပဲဆိုတော့ အဲ့နော်သူတို့ရရနာတိုက်တာကဲရရနာတိုက်ရောက်ပြီလေရှင်ဒါကတော့ရွှေခပတ်တွေပါရရနာတိုက်မှာရွှေခဒီမှာရှင်လက်စားရရနာတွေမြောက်များစွာရရနာတိုက်ကြီးတဲ့ကိုရောက်နေကြတာပေါ့ရွှေခပတ်တွေဒီမှာတစ်တာလိုက်ဗရမ ्या နီလာကြောက်တံဗရမ ्या မြောက်များစွာပရင်တောင်ပါသည်ကြောက်စိမ့်နေလည်းပါတယ်။အော်ဒါရရနာတိုက်ကြီး။အောက်မှာရရနာတိုက်ကြီးလို့ပြ။ဘာရမှာရွှေဒီအကုန်ပါပြီလား။အော်ဒီမှာလဲရွှေကပတ်တွေဟုတ်တယ်နော်။ရရနာတိုက်။အော် စစ်ကြတော့ပေါ့ ဒီမှာပန်နေနေလေဟိုမှာပန်နေအော်ဟုတ်ပါအေးဘယ်မှာလို့ရေးတာဟုတ်ပါstep နော် step ရင်းတော့လေအဲ့ဈေးရောက်တာမရှိဘူးဟိုမှာဈေးရောက်တာထွက်လာတယ် အော်သူတို့လည်းအောင်မြင်လို့ပေါ့လေဈေးဆိုင်တွေတိုးချက်ကျန်တဲ့မှာမြောင်လေးတော့အများကြီးရှိတယ်ဒါပေမဲ့ဒါပေါ့သူကဂူကြီးထဲမှာဒါရဲ့အကြီးဆုံးဘူးလို့ပဲဘူးလို့မှသူကအဲ့ဒီငကားတွေကိုသူကငကတိုက်ဆိုလို့ပဲ ဟုတ်ဒါထွက်ပေါက်ရောက်ပြီလားအော်အော်ဒါဖေးဒါမြန်မာဖေးဟုတ်တယ်မဒါမြတ်စွာဘုရားဟုတ်ကြောပါဖေးကြောပါဖေးဟုတ်တယ်
ဘိုးတော်တွေတဲ့မေတော်တော့မပါဘိုးတော်ဒါသမထဘက်ကသမထဘိုးတော်တွေတဲ့အသေးချမ်းတီသူ့လူမျိုးနဲ့သူအဲ့လိုထွက်ရပေါက်ပုံကိုသဘောမျိုးတွေရတော့ရှိသူတို့ရာဇဝင်တွေမှာလည်းရှိကြတာပေါ့နော်ကျွန်တော်တို့မြန်မာရာဇဝင်တွေမှာလည်းရှိပါတယ်ဒါပေမဲ့အဲ့ဒါတွေကတော့ထရောက်လာတော့မဟုတ်ဘူးသမထလိုင်းနေပေါ့ရှင်ဒီမှာအဖြူရောင်နဲ့ငွေနဂါးရောက်သွားတယ်ဘုရားကန်းဆိုတာတည်တံ့ဖြစ် ဒီတော့ပို့ပြီးတော့ ဒါလေးလိုင်းကိုလေးပေါ့ကျမတို့ကကံကောင်းပြီးတော့ weekdays တွေဖြစ်တယ်တော့ weekday မှု အေးဆေးဖြစ်သွားတယ် အရန်လဲ weekend များတော့လေ ဟုတ်တယ် လူလည်းမရဘူးဓာတ်ပွေလည်းလူလည်းမရဘူးပထမတော့ ဟုတ်တယ်နော် သိချင်ရ weekend ဆိုလို့ရှိရင်လူတွေကပိတ်အကုန်လုံးနေရာဆုံးမှာတိုးနေတော့ ကောင်းတာအခု ကျမတို့ရန်ကန်ကောင်းတာဒီနေ့အေးဆေးဖူးခွင့်ရတာအား အေးဆေးဖူးလိုက်ရတယ် ဟိုစင်ဖြူတော်လည်းရှိတယ်စင်ဖြူတော်တွေလည်းရှိတယ်ပပ ဖိုက်ပြီးတော့ပါတော့ဆိုတော့ဒီကအဒီတော့ကဆိုင်နေရောင်းရတယ်ဝေလာတယ် นั่นนะคะทุกคนนะคะของฝากจากว่าเรานะคะทุกคนได้ด้วยค่ะ လုတ်ထားရတယ်ဒီကြီးကိုရောက် ငါတန်းပြပြထားရတယ်ဒီကောင်းလေးတန်းရှိဒါအဓိကပြည့်စီးတယ် ဟုတ်တယ်အဓိကယူရီးယားရဲ့အားသာချက်ကအရာရာတန့်ရှင်းတာလေနော်အစားအစာရောင်းတာအစဟိုတစ်သီးခွဲပေးရဆိုလဲအခွန်နဲ့တစ်သီးကိုလက်နဲ့တော့မထီဘူးအဲ့ထဲရောက်တဲ့အထိဟုတ်တယ်ကျွန်တော်တို့တိုင်းပြည်မှာလည်းအဲ့လို street food တွေကိုလေတေချာတန်တန်ရှင်းရှင်းနဲ့ prepare လုပ်တတ်အောင်တေချာသင်တန်းပေးပြီးတော့အဲ့လိုမျိုးစည်းတွေဖွင့်ရင် tourist attraction ရနိုင်တယ်နောက်နောက်အဓိကပန်းတွေကိုလူပြီးမရောင်းတာဝယ်သူကဝယ်ကျင်တဲ့လောက်ပဲဝယ်ခွင့်ရှိရပေါ့နော်လာတဲ့ဖျားဘူးကစိတ်သက်တောင့်တတာရှိတာအဲ့ဒါကိုဦးစားပေးတာပေါ့နော်အဲ့တော့ဒါတော့သူတို့တကယ် well trained ပေါ့ကျွန်မထင်တာကျွန်တော်တို့တိုင်းပြည်မှာလည်းအဲ့လိုမျိုးလေးတွေတေးသေးချာချာအများကြီးလုပ်လို့ရတာပဲအများကြီးပတ်စံရှာလို့ tourist တွေစီကပတ်စံရှာလို့အများကြီးရတယ်ဒါပေမဲ့စီကန်းစနစ်နဲ့တော့ဖြစ်ရမယ်အဲ့ဒါကိုဦးစားပေးတဲ့ mindset နဲ့သွားရမယ်ဒါက coffee shop လေးထင်တယ် coffee နဲ့မွေးလိုက်တာဒါက coffee shop လေးကစကူထဲမှာသူက SOP ကတတ်လုပ်ပေးထားအရင်မွေး ဘာကကြောင့် အေးကြောက်တယ်အမလေးအေးကြိုက်လိုက်တာကျွန်မအေးကြောက်တယ် ခုံနေအင်းရှာတဲ့တဲ့ခု ဒီမှာလေးလားနေရောက်ဆိုကိုဒီဘက်စပွဲရမယ်ဒီမှာလည်းရတာလေဒါရဲ့ဟိုဒီမှာလည်းရှိဒါယူတယ်ဒီမှာတောင်းကောင်းကဲဒါဆိုလို့ရှိရင်ဒါ man made ဟိုလူဖန်တီးထားတဲ့ဂူဝီးနဲ့တကယ်ဟိုဟာပေါ့နော် amazing ဖြစ်စရာဟိုပေါ့ tourist attraction ကြီးကျမတို့စီမှာဆိုတဘာဝအားဖြင့်အဲ့လိုကြောက်ကူတွေနဲ့အဲမှာအများကြီးရှိတယ်အဲ့ဒါတွေကိုတကယ်ဟိုနော်ဟို promote လုပ်ပြီးတော့မှတေချာဖော်ထုတ်မယ်ဆိုရင်ကျမတို့လည်းနိုင်ငံတကာရဲ့ဝင်ငွေအများကြီးရနိုင်ပါတယ်ကျမမိတ်ဆက်ပေးပါမယ်ဒါကျမတို့ဒီဖရားကိုလိုက်ပို့တဲ့တငယ်ချင်းကိုသက်တငယ်ချင်းမှပင်ကျမတို့မိတ်ဆွေတွေပါရှင်အမေရိကမှာနေထိုင်ကြတဲ့သူတွေပါဒါပေမဲ့ဒီရိုးတဲ့ဒီဘန်ကောက်မှာလည်းအလုပ်ငန်းအခွဲတွေရှိလို့ရောက်နေတဲ့အချိန်နဲ့ကျမတို့လည်းဘန်ကောက်လာ join ကြတာပါဟုတ်ကဲ့ကျေးဇူးရှင်ပါတယ်ကျေးဇူးတင်ပါတယ်အရင်လာရကြုံးနိုင်တယ်နော်ကိုသက်ကျေးဇူးတင်တယ်မပေး
or 6. Này, quan này. Ho. Cái gì vậy? À, cô ơi, khai mấy dư lên rồi, cô nhiều đâu? Cô nó này. Nhiều rồi. Nhiều rồi. Pechasan. No. Là auto pass à? No. Hold it. Square ra này thế kìa. Ra đi. No. Nó bảo lại. Qua bé. Qua chú. Apa yang bicara? Hari kali bicara. Apa ini? Chắc to mà nó thế là. Ủa sao lại như thế? Đi nãy giờ lấy thế. Sorry. Hello. Nhà. Nhiều không? Qua cuối gì là như là,แต่ไม่không lo thì nó thôi sao chẳng.ဟုတ်တယ် Easy. Clear. Mà làmမျိုးလေးတွေတွေ့တယ်မလောက်မရလေမှန်ပါ